မင်္ဂလာပါကျွန်တော်ဒီနေ့ရောင်းချပေးမယ့်နိုင်လေးက G-Shock G 910B Rose Gold ကာလာလေးဖြစ်ပါတယ် Wash only ကို 97% အတန်လေးဖြစ်ပါတယ် Original jewel case လေးဖြစ်မယ်ခင်ဗျ Use item အလုံးလေးမလို့အပွန်းရအနှဲငယ်တော့ပါမယ်ခင်ဗျ 97% အတန်ပေါ့နော်ဒီနိုင်လေးကိုကျွန်တော်ရောင်းချပေးမယ့်ဈေးနှုန်းလေးကပိုးကပါပြီး3,9800 ကျပ်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရှိမှာ COD မရသေးပါဘူးခင်ဗျာငွေကြိုလွဲဝယ်ယူနိုင်ပါတယ်ခင်ဗျာကျိုးမှာအခုလိုပဲပတ်ရလေးတွေနဲ့အနှဲငယ်တော့ရှိပါမယ်ခင်ဗျာငွေလွဲရောက်ရှိပါက Right Expert Delivery ကားဂိတ်ရောက်သည့်မြည်စည်းမြို့နယ်ကိုမဆိုကျွန်တော်ပို့ဆောင်ပေးပါတယ်ခင်ဗျာဒီနိုင်လေးကိုကြိုက်နေတဲ့ဆိုရင်ဖြင့်ကျွန်တော်ရဲ့ TikTok Messenger Facebook Messenger Page Messenger နဲ့39,2530.35 Viber မှာအသေးစိတ်ဆက်သွယ်မေးမြန်းစုံစမ်းဝယ်ယူနိုင်ပါတယ်ခင်ဗျာဒီနိုင်လေးရဲ့စိုင်ကြီးအသစ်ကြီးကတော့4သိန်းခွဲအထက်မှာရှိပါလိမ့်မယ်ခင်ဗျာကျွန်တော်ရှိမှာ 97-98% အတန့်လေးတွေကိုကျွန်တော်2သိန်းမပြည့်တဲ့ဈေးနဲ့ဈေးတန်တန်လေးတွေရောင်းချပေးထားတာဖြစ်ပါတယ်ခင်ဗျာဆုံးတိကြည့်ရှုပေးလို့ကျေးဇူးပါဗျာ